တောင်ကိုရီးယားကျောင်းသားများတို့အခမဲ့နေလေစာအစဉ်ဟာဘာကြောင့်ဒီကမ္ဘာလုံးမှာကြော်ကြားနေရတာလဲဒါကတော့တောင်ကိုရီးယားနိုင်ငံချီယိုနွန်ဒိုမှာရှိတဲ့အလဲတန်းကျောင်းတစ်ခုဖြစ်ပါတယ်သူတို့ကျောင်းသားတွေကိုအစားအစာတွေပြင်ဆင်ကျွေးမွေးပုံဟာအမေရိကန်စံနှုန်းတွေနဲ့နှိုင်းယှဉ်ရင်တောင်အထင်ကြီးစရာကောင်းလာပါတယ်ပထမဆုံးဟင်းလျာကတော့ကင်ဘာလို့ခေါ်တဲ့ပင်လယ်ရေမော်ထမင်းလိပ်ဖြစ်ပါတယ်အလုပ်သမားတွေဟာဆန်တွေကိုအကြီးစားအိုးတွေထဲထည့်ပြီးဖုံမုံနဲ့အညီကျေးတွေကင်းစင်စေဖို့အချိန်ပေါင်းများစွာဆေးကြွားပါတယ်အဲ့ဒီနောက် sauce ထည့်ပြီးဆန်ကို45မိနစ်ကြာချက်ပြုတ်ပါတယ်ထမင်းချက်ပြီးဆိုရင်ဝန်ထမ်းတွေကထုတ်ယူပြီးအရသာရှိတဲ့ထမင်းလိပ်တွေဖြစ်အောင်ပင်လယ်ရေမော်နဲ့မုံလာဥအမီဘော့ခုဘုနဲ့လိပ်ပါတယ်ဒုတိယဟင်းလျာကတော့ကျောင်းသားများစွာရဲ့အကြိုက်ဆုံးဖြစ်တဲ့ကျွတ်ကျွတ်ရော်ကြော်ထားတဲ့ကြက်တောင်မှန်မြတ်ဖြစ်ပါတယ်အလုပ်သမားတွေဟာဂျုံမုံနဲ့ဟင်းခတ်အမွေအကြိုက်တွေကိုရောမွေပြီးကြက်တောင်မှန်တွေကိုထည့်တရားတွေဖြစ်အောင်လင်းကြံကကျွတ်ရော်တဲ့အနည်းတလွေဖုံးကိုလိုက်ပါတယ်ထို့နောက်ကြက်သားကိုစီးပူထဲမှာရွှေအိုရောင်စားနေကျွတ်လာလေးအထိကြော်ပြီးဖယ်ထုတ်လိုက်ပါတယ်တတိယဟင်းလျာကတော့ရောဆက်ထားတဲ့ဟင်းသီးဟင်းရွက်တို့တစ်မျိုးဖြစ်ပါတယ်ဟင်းသီးဟင်းရွက်တွေကိုအချိန်ပေါင်းများစွာဆေးကြွားပြီးနောက်တေးသေးလေးလီကကြောင်းတောင်းနေတဲ့မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်ဓာတ်တွေရရှိစေဖို့ရောမွေလိုက်ပါတယ်စတိုထားဟင်းလျာကတော့တန်ကာဆူဖြစ်ပါတယ်အလုပ်သမားတွေဟာနန်းစီအနစ်ကိုနို့နစ်ခရီးမ်ချီးစ်ကြေးရုပ်အနစ်အစိမ်းရောင်စီးသီးရီနန်းနဲ့ကြက်တုံနစ်ငရုတ်တိမုတ်နဲ့အခြားပါဝင်ပစ္စည်းမားစွာနဲ့ရောမွေပြီးတေချာစွာမွေးပေးပါတယ်အဲ့ဒီအယော်နော့ကိုစီပူအိုးထဲကိုစံခါတစ်ခုကနေထွဲလောင်းထည့်ပြီးတေးသေးနှင့်အကျွတ်အတုံးလေးတွေဖြစ်လာအောင်ကြော်ပါတယ်ပြီးရင်အဲ့ဒီတန်ကာဆူကိုဖယ်ထုတ်ပြီးပင်လယ်ရေမော်နဲ့ဟင်းသီးဟင်းရွက်တွေနဲ့ရောမွေလိုက်ထက်ကအယောသာရှိတဲ့အမြင့်ဟင်းတစ်ခွက်ရရှိပါတယ်ပိုင်ချမဟင်းလျာကတော့ဥဒုံခောက်ဆွဲဖြစ်ပါတယ်ဟင်းရည်ချက်ဖို့အကျပင်လယ်ရေမော်နဲ့ငါးကြောက်ကိုပြုတ်ကျူးပြီးဖယ်ထုတ်လိုက်ပါတယ်လာသူပဲကြက်တုံနီပစုံချောက်နဲ့မုံလာအိုဖြူတို့ကိုလည်းအရသာထုတ်ယူနိုင်ဖို့ပြုတ်ကျူးပါတယ်အရသာပိုကန်းလာစီဖို့ဟင်းခတ်ဆော့စ်နဲ့ချက်ပြုတ်ဝိုင်းတို့ကိုထပ်ထည့်ပေးပါတယ်ထို့နောက်ခောက်ဆွဲတွေကိုရေနွေးပူထဲမှာပြုတ်ပြန်ဆဲယူပြီးဟင်းရည်တွေကိုထည့်လိုက်ပါတယ်အရာအလုံးအစင်တိဖြစ်တဲ့အခါမှာတော့အခမဲနေလေစာကိုနနက်7 နာရီခွဲအချိန်မှကျွေးမွေးပါတယ်ကျောင်းသားများအတွက်ညီညွတ်များတဲ့ကိုခန္ဓာဖွင့်မွေးမှုကိုတေးချစေဖို့အတွက်အာဟာရပညာရှင်တွေကမီနူးကိုဒေးဇင်ဖြောင်းလဲပေးပါတယ်။သို့မဟုတ်ဖြောင်းလဲထပ်မှတ်ပေးပါတယ်။အော်ဖြစ်ပါတယ်။